တော်မှုပြောမဟုတ်နော်ဟိုမန္တလေးကအပြိုကြီးတို့ဟိုတော်မွေးတို့ပြောမဟုတ်ဘယ်လိုမှမအောင်မင်းကျုပ်စံလေးဖတ်ရင်းနဲ့ဟိုရှေးတုန်းကအပြိုကြီးတွေပြောတာပါမကွေးနည်းနည်းအချိန်လေးပေးလို့ရသေးလားဟိုရှေးတုန်းကအပြိုကြီးတွေညံများတာပြောပြတာပါနားလည်အောင်ပြောကြဆိုအပြိုကြီးသခိုးဖန်းနေတဲ့ဘာဖန်းနေတဲ့ဘုတော့ကရွာတွေမှာဒါလေးပြောချင်တာဒေါ်မွေးတို့နေခင်းကစွန်းစားကောင်းတော့ကြာကျုပ်ကဒါလေးအမှတ်ရသွားတယ်။ငါညဒါလေးပြောအောင်မယ်။ဟိုကြီးဟိုရှိတော့ရွာတဲ့ရွာမှာဒီဘက်ကန်းကနေပြီးတော့ဟိုဘက်ကန်းကိုသွားပြီးတော့နေ့စဉ်ဈေးသွားရောင်းတဲ့ဒကမာကြီးတယောက်ရှိတယ်။ဒကမာကြီးကဈေးသွားရောင်းတာဟိုဘက်ကန်းကိုဆက်လီလေးနဲ့မန္တမိုးတော့အောင်ချင်းလင်းပြီးဆိုရင်ဆက်လီလေးနဲ့သွားရောင်းပြန်လာပြီးညနေဆိုရင်ဒီဘက်ကန်းပြန်လာအဲ့ဒါလိုအတမွေးချောင်းပြုတ်နေတယ်ဈေးတယ်ပြူကြီးပေါ့အိမ်မှာတော်ကောင်းမြတ်ဘာလို့လဲစုလိုက်ဆောင်းလိုက်တယ်တယောက်တည်းတကိုကြီးတမဆိုတော့လေစီဝါဥစ္စာလေးကအစင်ပြေရလာတာလေးရွှေလေးတကွန်းဝက်လိုက်ရလာတာလေးရွှေလေးတကွန်းစုလိုက်နှစ်ကွန်းစုတော်တော်များလာတာလက်ဝဲရတနာလေးကအဲ့ဒါများလာတော့တော်ကောင်းမြတ်ပြောကြဆိုဘာလို့လဲဆိုတော့ရွာထဲမှာရှိတယ်တယောက်ကကြောက်ချတော့ဟိုဘက်ရွာကအပေါင်းတင်တယောက်နဲ့ပေါင်းပြီးတော့တခိုးတကူသောတော်ကောင်းမြတ်ရေဘာလို့လဲဆိုတာညတညကြအပြူကြီးအိမ်တခိုးတက်တယ်တဲ့အပြူကြီးတွေတတိထားနော်မကွေးအပြူကြီးအိမ်ဘာတက်တခိုးတက်တော့ခြေတန်းချတာနဲ့အပြူကြီးကအဲ့ဒီညကဒီလိုဆောင်းရာတွေကလည်းမဟုတ်နွေရာတွေပူတော့ဆိုတကားလေးဖွင့်အိတ်တာအဲ့ဒါတခိုးတက်တော့ဘာလို့လဲအပြူကြီးလေကြောချမ်းပြီးတော့ကြောက်တော့အဲ့ဒီဘာလို့လဲဆိုတော့တခိုးကသဖြည်းဖြည်းနဲ့အခန်းလေးရောက်သွားပြီးတော့ယေရနာပစ္စည်းဒုက္ခထားတဲ့နေရာအထိရောက်နေတော့ရွာကလူကကြောက်ချတော့တေချာသိတော့တက်ရအဲ့ဒီနေရာပဲဥတည်သွားမလေးငါအော်လို့ရှိရင်လည်းမဖြစ်ဘူးငါအော်မြန်အော်လိုက်ရင်ငါ့ကိုအမလေးမသွေးရစရာမကွေးအမလေးမသွေးရဲစရာအပြူကြီးကြောက်လန့်ပြီးတော့ဘာလို့တလဲဆိုတော့အပြူကြီးမဖြစ်ဘူးဒီတိုင်းတော့ငါမှာနှစ်ဘူးကချွေချီမကြောက်အောင်ရှာထားရတဲ့ဟဲဒီဟာတွေငါအပါမခံနိုင်ဘူးဆိုပြီးပေါ့အပြူကြီးကတစ်ယောက်အတန်ကနေနှစ်ယောက်စကားပြောတယ်ချိုးတယ်မအိတ်သေးတဲ့ပုံစံပေါ့ညီမလေးရေတဲ့တော်မကြီးနှစ်တန်ကျုပ်ကသိမပြောရလို့တယောက်တည်းရအမှန်တကယ်တော့အပြူကြီးကနှစ်တန်ပြောနေတာညီမလေးရေတောင်းမကြီးကနှစ်တန်လို့မှတ်ပါဗျာအတန်တူတယ်ကျုပ်လည်းမတက်လို့အဲ့ဒါလည်းဘာလို့တလဲဆိုတော့တောင်းမကြီးညီမလေးတဲ့ပြောပြရအောင်မဟေးတဲ့သိလားတဲ့ဟိုရှိတုန်းကလေတဲ့အမကြီးတို့လိုဈေးရောင်းနေပေါ့တဲ့ဈေးတယ်ရှိတယ်ညီမလေးပင်ပန်းနဲ့အေးတဲ့ဒုက္ခမြတ်ဒီဘက်ကန်းကနေဟိုဘက်ကန်းသွားရောင်းဟိုဘက်ကန်းကနေတခါဒီဘက်ကန်းပြန်လာရနေ့စဉ်နဲ့မြမောလိုက်ပန်းလိုက်တာလဲလွန်ရောဘဝကိုယုံကန်နေရတာအေးတဲ့အဲ့ဒီမှာအလွန်ရင်မတန်မကိုချက်သိဝင်းချင်းထားကြပါအေးတဲ့သူတယောက်တည်းယုံကန်ရတာဈေးရောင်းစားပြီးတော့နေရတာအဲ့ဒါအေးတဲ့တခုတော့နေမနမိုးတော့အောင်ချင်းလင်းတော့ဈေးရောင်းထွက်ဝယ်ယူစရာလေးတွေရောင်းစရာလေးတွေယူပြီးဆက်လေးပေါ်တင်ဈေးရောင်းထွက်အဲ့ဒါမြက်ကန်းအလဲကောင်လဲရောက်တော့ကြတော့တကယ်ရောင်းကုန်ဖြစ်တဲ့ထားပါတော့ခရမ်းညင်ဒီလူစားများတယ်ဆိုခရမ်းညင်ဒီကမေ့ချမ်းနေခဲ့တဲ့အချိန်တတိယတဲ့အချိန်ကမြက်လေကောင်ကရောက်နေပေါ့ရောက်နေတော့ကြတော့ဘာလို့တလဲဆိုတော့အဲ့ဒီမြက်လေကောင်ရောက်ကတတိယတော့ကကြောင့်အမလေးဆက်လေးစီရက်ပါအောင်ကျမခရမ်းညင်ဒီတောင်းကြီးမေ့ခဲ့လို့တော့ဟောဗျာခမရကလည်းဒုက္ခပါပဲဆက်လေးကအလဲကောင်ရောက်နေပေါ့မြက်လေကောင်ရောက်နေပေါ့အဲ့ဒါနဲ့ဟိုဘက်ကလည်းဆက်လေးကြီးတစ်စင်းကလာတာတော့တွေ့အမလေးကံကောင်းရတော့ဟိုမှာဆက်လေးကြီးလာပြီရတယ်ကျမခေါ်မယ်ကျမဒီရည်ရှင်ရဲ့ဟိုဘက်ကပြန်ယူသွားတော့တဲသွားတော့ကျမကခရမ်းညင်ဒီတောင်ပြန်ယူပြီးတော့ဒီဆက်လေးနဲ့ခရမ်းညင်ဒီတောင်ပြန်ယူပြီးတော့ကျမလာခဲ့မယ်ခမရဆက်လေးချင်းကက်လိုက်ဆက်လေးချင်းကူးပြရစေဒီဆက်လေးနဲ့ဟိုဘက်ကကလာတဲ့ဆက်လေးနဲ့ပြန်လိုက်သွားမယ်ပေါ့ဟိုဘက်ကလာတဲ့ဆက်လေးစေအနာကခိုင်ဆက်လေးချင်းတဖြည်းဖြည်းချင်းမြစ်လေကောင်မှာကက်တော့ဆက်လေးကကက်ပြီးသွားပြီအမျိုးသမီးကြီးဘာလို့တော့မလဲဆိုတော့ဒီဘက်ဆက်လေးကနေဟိုဘက်ဆက်လေးပေါ်မှာကူးတော့မှာဆိုတော့မိမသားဆိုတော့အပြူကြီးပြိုမကွေးအပြူကြီးဘာကူးတော့မှာဆက်လေးကူးတော့မှာဒဇင်းပေါ်ကနေဒဇင်းအဲ့ဒါခြေတော်လေးအသားလေးသမိန်လေးမပြီးတော့ဟိုဘက်ပေါ်မှာခြေတော်လေးတစ်ချောင်းအာယူလိုက်တယ်ဘက်ကလေး
အာယူလိုက်တဲ့ခြေတော့နေရာကနေရာမတော့အဲ့ဒါမကြပဲနဲ့ဇောင်းကန်တော့ဆက်လေကဟိုဘက်ရွေ့တယ်လို့ဖြစ်တော့ဒီဘက်ကလည်းပဲဆက်လေကဘာလို့တလဲဆိုတော့ခြေတော့ကတီးပြီးတော့ဘောင်ကထောက်ပြီးတာတဖြည်းဖြည်းနဲ့ဒီလိုဖြစ်လာမကွေးကြီးအပြိုကြီးပုံစံမြင်ကြည့်သားအဲ့ဒါလည်းဘာလို့တလဲလို့ဆိုတော့လေအပြိုကြီးဈေးရောက်တဲ့အပြိုကြီးတပြေးပြေးနဲ့ဇက်လေးကလေးနှစ်စီးကလေးပူပူမလာပဲနဲ့ကွဲကွဲသွားတော့အပြိုကြီးကြောက်အားလန့်အားဖြစ်နေတဲ့အချိန်မှာညီမလေးဗျာမကြီးအမလေးမကြီးရဲ့ချက်သီးမွေးရင်ထားစရာကောင်းလိုက်အမလေးနားထောင်ကြည့်အောင်ညီမလေးရဲ့ချက်သီးမွေးရင်ထားစရာမကောင်းအခုကြည့်အောင်လေအဲ့ဒီအမကြီးဘာဖြစ်သွားသလဲဆိုတော့နှစ်စီးလေးဆက်လေးကြီးကတပြေးပြေးနဲ့မခွေးအဲ့ဒါတပြေးပြေးနဲ့နှစ်စီးကဝေးဝေးသွားတော့အဲ့ဒီအပြိုကြီးတဲ့ကြောက်ကမန်းလေးနီအော်လိုက်တာကိုအမလေးတော့အမလေးကဲကြပါအောင်ဟိုတော့အလောက်အော်ကြမအော်မကျုပ်ကတော့ကိုအော်ပလိုက်တာအဲ့နေတဲ့သူရှိလဲလက်လို့အောင်လို့မခွေးအမလေးတော့ကဲကြပါအောင်ဆိုတော့အဲ့ဒီနေရာကျမှအပြိုကြီးကအိမ်နဲ့တခိုးကလူပြောတဲ့ဥစ္စာကိုငိုင်းပြီးတော့နားထောင်ပြီးရတာကဖြစ်နေတာအချုပ်ကြီးကင်ပြီးတော့နှစ်ယောက်ကညီမနှစ်ယောက်အတန်ဟန်ဖန်ဆင်းပြီးတော့ဒဏ္ဍန်နဲ့ဒဏ္ဍန်လုတ်ပြောနေတော့ဟိုတခိုးစိတ်ဝင်စားတော့အဲ့ဒီမှာအော်လိုက်တော့အပြိုကြီးကအမလေးတော့အစားတော့ကတော့လေတံလေးကမှန်ပဲအမလေးတော်နေရာရောက်ခါကျမှအမလေးတော်ကဲကြပါအောင်ဆိုတော့အိမ်နေတဲ့သူတွေဘေးအိမ်တွေကလန့်နိုးလာပြီးတော့ဟာတို့ရွာကအပြူကြီးဘာဖြစ်တယ်လဲမသိဘူးဟာဝိုင်းကြဟဲ့အကုန်လုံးမိတို့ဆွဲနေဓာတ်တွေဒုတ်တွေဆွဲအပြူကြီးအိမ်သက်အပြူကြီးဘာဖြစ်တာလဲဟိုမကွေဟိုမဆိုတော့သူလက်ညှိုးထိုးတဲ့နေရာသွားပြီးတော့ကြည့်လိုက်တော့တခိုးအထုပ်ကြီးဆွဲလို့စဉ်းစားတာကြည့်တော့အပြူကြီးအဲ့ဒါဘာလို့တလဲလို့ဆိုတော့ဟဲ့ကောင်မင်းဘာလို့တာလဲမင်းဘာလို့တာလဲမိန်းကလေးတစ်ယောက်တည်းရှိတဲ့အိမ်ဒါဘာပုံမှန်မြောက်မယ်ထင်တော့ပဲမဟုတ်ရပါဘူးဗျာမဟုတ်ရပါဘူးကျွန်တော်သူ့အိမ်ကယရနာပစ္စည်းလာခိုးတာပါခမညာယရနာပစ္စည်းလာခိုးတာပါသူပြောတဲ့ဇာကညီမနှစ်ယောက်ပြောတဲ့ဇာကနားရောင်ကြပြီးနားထောင်လိုက်တာကျွန်တော်ဤသို့အိမ်နဲ့ဖြစ်တာပါဟဲ့သူမလေးသူပြောတာဟုတ်သလားနင်းဘာအဆင်ပြေတယ်မဟုတ်လားမကွေးပြေပါတယ်တော့ကျမအဲ့ဒါလိုပဲသူကတယောက်တည်းအမျိုးသားကသူကကျမကိုလေကျမကអော်လိုက်လို့ရှိရင်ဒီတိုင်းပဲဗလိုင်းကြီးអော်လိုက်လို့ရှိရင်ကျမကိုတခုခုကြံရွယ်ပြီးလောက်ခံရမှာကြောက်လို့အဲ့ဒါနှစ်ယောက်ပြော